မင်္ဂလာပါတကယ်ချင်းတို့ရေတမီတူစားကြမယ်နော်ဒီနေ့ဗီဒီယိုကတော့ခုနတင်ထားတဲ့ဗီဒီယိုကဆက်လေးပေါ့နော်လာတမီတူစားကြရအောင်ခုနတော့ချက်ပြုတ်တစ်မျိုးပဲအခုအပိုင်းဆက်လေးပေါ့နော်လာတမီတူစားကြရအောင်ဒီနေ့ကတော့ငပီးရေပေါ့နော်ပုံမှန်တိုင်းပဲငပီးရေမပါမဖြစ်ပဲတကယ်ချင်းတို့ရေဟိုပြီးတော့ချက်ကြော်လေးပေါ့နော်ချက်ကြော်ချက်ပေါင်ကြော်ငပီးရေနမမွေးလေးနဲ့တငင်းတီးတိုးစရာနဲ့အစုံပဲတိုးစရာတွေပြုတ်ထားတာပေါ့နော်ရွက်ပြုတ်တယ်ဒီမှာမျိုးစုံပဲဒါကဗာလဲဟိုပုတ်ပုတ်တီးလဲပြောပြထားတာရှိတယ်မိသွားပြီရွက်လေးအများကြီးပဲလာတူစားကြရအောင်မမင်းပင်းဒီကျိုးနေအောင်ပဲဒီမှာချက်ပေါင်ကြော်ထားတာပေါ့နော်好吗？比人来的路呗。现在那表。စားရမင်းနေတာပဲမြန်မာစားတကယ်ပဲငပီးရည်နဲ့လိုက်တယ်နော်ငပီးရည်ပါရင်အဆင်ပြေတယ်ဒီမှာကျွန်တော်ကြိုက်ပဲကျွန်တော်ဗီဒီယိုလေးပုတ်တိုင်းပဲပါမယ်ထင်တယ်ကြာရေဓာတ်ဖြည့်တယ်သူ့ရေအများနော်နည်းချို့တဲ့ရတာရှိတာခဝဲတီးတယ်လို့ပါလုံးမင်းရောလားကြာကြတော့ဟိုပါလဲမုံညင်းမုံလာပြုတ်ပေါ့နော်ဆလက်ပြုတ်မသိတော့ရွက်ပဲတူနေတယ်ချိုးတယ်ကျွန်တော်ဆဲရဟိုစားရရွက်တော့မသိဘူးလေရွက်ပေါ်လို့ထိုင်းနိုင်ငံမှာရွက်မျိုးစုံစားတယ်ထိုင်းတွေကစားတာမျိုးအများကြီးပဲဘာအသီးလည်းမသိဘူးဒီသီးနဲ့ကျွန်တော်ဒီမှာလည်းမနေတော့စားမစားဘူးစားလည်းစားမရဘူးကောင်းတည်ချခွဲထားပြီးတော့ကြော်ထားတာမွေးနေတာပဲအနက်လေးရုံးကလေးဒီပြောအစုံနေတာပဲကျွန်တော်တိုးစရာညှောချင်တာ10မျိုးလား10မျိုး9မျိုး10မျိုးအဲ့ဒါလာကူစားအောင်နော်အများကြီးပဲစားမနိုင်ဘူး
ချက်သားကြော်နေလိုက်မလိုက်ပဲလောက်ရတာလည်းလောလောနေပဲကျွန်တော်ကြီးနေတဲ့တကယ်ကျွန်တော်လေကျွန်တော်လိုမျိုးငါပြီးရတို့ဒီလိုအရက်စုံနေပေါ့နော်ကြိုက်တဲ့သူကျွန်တော်လိုမျိုးရှိတာဒါကြိုက်တယ်我终于标上沙乌面。ကောင်းပါကျွန်တော်ဗီဒီယိုကို channel တက်ငယ်ကျွန်တော်ရှိရနော် like and share လေးပါလေလောက်ပြောင်းနော် subscribe လေး follow လေးနှိပ်ထားပြောင်းဒီလေးစမ်းလေးရဆော့ရတယ်ကြောင်းရှင်းပြီဆိုတော့မင်းတော့ကုန်သွားတယ်ဟင်းမထိုင်စားနေတော့